ဒီနေ့မှာတော့ထန်းတိမေမမိုးခေါ်ပြီးတော့ကျမတို့နေရာဘိုင်မရှက်သမိုင်းဖြစ်ပါရှင်။ဘာဟီယိုကနေဆိုရင်တော့ကျမတို့နေရာကအိုတီးကင်မိုင်းဖြစ်ပါတယ်။ထန်းတိမေမမိုးနဲ့ကွာတော်မှာတော့ဘလို့ရဲ့အပြိုင်အုပ်ကြမလဲဆိုတာကိုထိလိုက်ကြအောင်ရှင်။ แพทย์มีปักจอมาฮากามาอย่าไล่ซาด ဟုတ်ပြီကြိုက်ပြီ သာဓုခေါ်ကြရအောင်ရှင် စက်တဒုံးမ ဟေးစပုတ်တွေလေးပေါ်မှာဝဲဟေးစပုတ်တွေလေးပေါ်မှာဝဲ ဘုံမှာပြောပိုင်ဝင်နေမရှိတော့ဘူး ဒီကမညီတွိုင်းတော့ နောက်ဆုံးမှာတော့ထန်းတိမေမမိုးကျမအနိုင်ရှိသွားပါတယ်ရှင်။နိုင်ရရှိရင်ဘိုင်ရအောင်ဆိုတော့ point 20ရရှိပါတယ်။အားလုံးပဲ bye bye